အားလုံးပဲမင်္ဂလာပါရှင်။သင်ရဲ့1 byte လေးကျန်းမာဖို့အတွက်အရေးသွေးကောင်းတဲ့ probiotics ကိုတောက်ချင်တဲ့ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ကြည့်လိုက်ပါနော်။မိုးတိထန်စွာရွာသွန်းတာတွေရေကြီးရေရှမ်းတာတွေနဲ့မတန့်ရှင်းတဲ့ရေနဲ့အစားအသောက်တွေကြောင့်ဝမ်းပြက်ဝမ်းလျှောယောဂတွေဖြစ်ပွားနိုင်တယ်ဆိုတာကိုသိကြပြီးဖြစ်မှာပါ။အဲ့ဒါဆိုလို့ရှိရင်ကျမတို့တွေကဘာတွေလုပ်တင်လဲဆိုရင်တန့်ရှင်းတဲ့ရေကိုပဲတောက်ရမယ်။အစားအစာတွေကိုလည်းပြင်ဆင်ချက်ပြုတ်တဲ့အခါမှာတန်ရှင်းစွာပြင်ဆင်ချက်ပြုတ်ပြီးတော့ပူပူနွေ့နွေ့စားသုံးပေးရမယ်။ရင်သားစာတွေကိုတော့အတက်နိုင်ဆုံးရှောင်မယ်။အစားမစားခင်အစားအစာမပြင်ဆင်ခင်နဲ့အိမ်သာအသုံးပြုပြီးတိုင်းမှာဆိုလို့ရှိရင်လက်ကိုဆက်ပြားနဲ့တေချာဆင်ကျဲစွာစနစ်တကျဆေးကြောဖို့လည်းမမေ့နဲ့နော်။တကယ်လို့များဝမ်းပြက်ဝမ်းလျှောယောဂဖြစ်ခဲ့ပြီဆိုလို့ရှိရင်လည်းခန္ဓာကိုယ်မှာရှိတဲ့ရေဓာတ်ဆုံးရှုံးမှုတွေမဖြစ်ရအောင်လို့ WHO စံနှုန်းနဲ့အညီထုတ်ထားတဲ့ဓာတ်စားတွေကိုသတ်မှတ်တဲ့ညွှန်ကြားချက်တွေတိုင်းစနစ်တကျဖျော်ဆက်ပြီးတောက်သုံးဖို့လည်းလိုအပ်ပါမယ်ရှင်။ဝမ်းပြက်ဝမ်းလျှောယောဂလက္ခဏာပြင်းထန်ခဲ့ရင်တော့နီးစပ်ရာဆေးရုံဆေးခန်းကိုစောလျင်စွာတွားရောက်ပြသပြီးကုသမှုခံယူဖို့လည်းတိုက်တွန်းချင်ပါတယ်။ကျမတို့ရဲ့ဥလန်းချောင်းထဲမှာဆိုလို့ရှိရင် probiotics လို့ခေါ်တဲ့အကျိုးပြုအဏုဇီဝပိုးလေးတွေရှိရပေါ့နော်။ဒါပေမဲ့ဝမ်းပြက်ဝမ်းလျှောဖြစ်တဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီအကျိုးပြုအဏုဇီဝပိုးလေးတွေကိုဆုံးရှုံးသွားလိမ့်ရှိပါတယ်။အဲ့ဒီခါမှာဆိုရင်ကျမတို့ရဲ့ဥလန်းချောင်းထဲမှာဆိုလို့ရှိရင်စာချေစနစ်တွေအားနည်းလာမယ်ပြီးတော့တဲ့ခါမှာဝမ်းပိုက်ထဲမှာမအီမတာဖြစ်လာမယ်ကိုခံအားနည်းတာတွေဖြစ်လာနိုင်ပါတယ်။အဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့ဥလန်းချောင်းထဲမှာရှိတဲ့အကျိုးပြုအဏုဇီဝပိုးလေးတွေရဲ့ microbial balance ကိုပြန်လည်ဖြစ်စည်းပေးဖို့အတွက် probiotic supplement တွေကိုတောက်သုံးပေးနိုင်ပါတယ်ရှင်။အခုဆက်ပြီးတော့ကျမတို့ Fane ကနေပြီးတော့ထုတ်ထားတဲ့ BioGut ဒိန်ဂျင်ဆေးလေးအကြောင်းကိုပြပြပေးချင်ပါတယ်ရှင်။ဒီ BioGut ဒိန်ဂျင်ဆေးမှာကဥလန်းချောင်းကျန်းမာရေးအတွက်အဓိကကျတဲ့ Lactobacillus acidophilus နဲ့ Bifidobacterium lactis လို့ခေါ်တဲ့ probiotics တွေပါဝင်ပါတယ်။အဲ့ဒီ probiotics ကုန်ကြမ်းတွေကို Denmark နိုင်ငံမှာရှိတဲ့ကမ္ဘာထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Chr. Hansen ကနေပြီးတော့ထုတ်လုပ်ထားတာဖြစ်ပါတယ်။အဲ့ဒီ Chr. Hansen ကထုတ်ထားတဲ့ probiotics ကုန်ကြမ်းတွေဟာဆိုလို့ရှိရင်သိပ္ပံနည်းကျလေးလာမှတ်တမ်းတင်ထားတွေပြုလုပ်ထားတဲ့အပြင်ကိုမှ strain identification ပြုလုပ်ပြီးအရေးသွေးထိန်းချုပ်မှုတွေနဲ့ဘေးရန်နဲ့ကင်းရှင်းရေးကိုလည်းသေချာစနစ်တကျဆောင်ရွက်နေတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒါတွေအပြင်ကိုဒီ Fane BioGut ဒိန်ဂျင်ဆေးမှာအသုံးပြုထားတဲ့ probiotics တွေဟာဆိုလို့ရှိရင်တောက်သုံးဖို့အတွက်ကိုဘေးရန်နဲ့ကင်းကြောင်းဥရောပအစားအသောက်ဘေးရန်နဲ့ကင်းရှင်းရေးအာဏာပိုင်အဖွဲ့ EFSA နဲ့ American နိုင်ငံအစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန USFDA တို့ကနေလည်းအသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။ကျမတို့ရဲ့ဒီ Fane BioGut ဒိန်ဂျင်ဆေးကိုဝမ်းပြက်ဝမ်းလျှောယောဂကိုကာကွယ်ဖို့အတွက်နဲ့ဝမ်းပြက်ဝမ်းလျှောခြင်းကြောင့်ဒါမှမဟုတ်လို့ရှိရင်ပဋိဇီဝဆေးတွေတောက်သုံးပြီးတဲ့နောက်မှာဆုံးရှုံးသွားတဲ့အကျိုးပြုဘက်တီးရီးယားလေးတွေကိုပြန်လည်ဖြစ်တင်ပေးဖို့အတွက်အသုံးပြုပေးနိုင်ပါတယ်ရှင်။သင်နဲ့သင်ချရတဲ့သူတွေရဲ့ဥလန်းချောင်းကျန်းမာရေးကိုအထောက်အကူပေးဖို့အတွက်ကိုတော့ Fane BioGut ဒိန်ဂျင်ဆေးကိုယုံကြည်စိတ်ချစွာနဲ့ရွေးချယ်လိုက်ပါ။